Hello အားလုံးပဲမင်္ဂလာပါဒီနေရာကတော့ Czech Republic နိုင်ငံရဲ့မြို့တော် Prague မြို့ပဲဖြစ်ပါတယ်။ဒါပေမဲ့ဟိုးအရင်တုန်းကတော့ဒီဒေသကသမိုင်းမှာတင်ရတဲ့ Czechoslovakia နိုင်ငံလေးပေါ့။ပထမကမ္ဘာစစ်ပြီး Austria-Hungary Empire ပြိုကွဲပြီးမှပေါ်လာတဲ့နိုင်ငံငယ်လေးပေါ့။ Czech ဒေသနဲ့ Slovakia ဒေသနှစ်ခုကိုပေါင်းထားလို့ Czechoslovakia လို့ခေါ်ခဲ့ကြတယ်။ဒီဒေသကလူတွေကအေးချမ်းချမ်းကိုယ့်အလေးနဲ့ကိုလှုပ်ရှားနေပါရဲ့နဲ့ကမ္ဘာစစ်ကြီးတွေကြားထဲမှာညပ်ပါပြီးတော့မှမြေစာပင်ဖြစ်ခဲ့ရတဲ့နိုင်ငံပေါ့နော်။စစ်ရဲ့လောကရန်တွေသူတို့နိုင်ငံကိုကျူးကျော်လာတဲ့လူတွေအုပ်ချုပ်ပုံမတည်မြဲတာတွေကြောင့်မို့လို့ Czech နဲ့ Slovakia တို့ဟာအခြေအနေရကွဲလိုက်ပြန်ပေါင်းလိုက်နဲ့ခဏဖြစ်ခဲ့ကြတာပေါ့အတိတ်တုန်းကသွေးစွန်းပြီးဒဏ်ရာတွေနဲ့ခါးသီးခဲ့ပေမဲ့အခုကျတော့လွတ်လပ်ပြီးအေးချမ်းတဲ့နေမြေတိုးတက်မှုတွေနဲ့ပျော်စရာနေမြေဖြစ်နေခဲ့ပါပြီမြင်တဲ့အတိုင်းပါပဲဒုတိယကမ္ဘာစစ်မှာနာဇီဂျာမနီတွေကျူးကျော်ဝင်ရောက်လာတယ်ပြီးတော့ချက်နယ်မြေတွေကဘိုဟီးမီးယားနဲ့မိုရေးဗီးယားဒေသတို့ကိုနာဇီအထူးအုပ်ချုပ်ခွင့်ရဒေသအဖြစ်သတ်မှတ်လိုက်ကြတယ်ဒီလိုနဲ့ပဲချက်ကနာဇီလက်အောက်ကိုကြာရောက်သွားသလိုစလိုဗက်ကီးယားကလည်းနာဇီရဲ့ရုပ်သေးအစိုးရကိုအုပ်ချုပ်ခိုင်းပြီးတီးတဲ့နိုင်ငံအဖြစ်ခွဲထွက်သွားခဲ့ရတယ်ဒုတိယကမ္ဘာစစ်ကြီးလည်းပြီးရော Czech နဲ့ Slovakia တို့ပျော်ရွှင်စွာနဲ့ပြန်ပေါင်းထုတ်ကြပါလေရောအဲ့ဒီမှာနောက်ထပ်လောကရန်တစ်ခုကပြန်ဝင်လာပြန်တယ်။ဘာလဲဆိုတော့ဒုတိယကမ္ဘာစစ်မှာ Czech တွေကိုရုရှားဆိုဗီယက်တွေကကူညီပြီးနာဇီတွေကိုတိုက်ထုတ်ပေးခဲ့တယ်။ဒါပေမဲ့မျောလင်းချက်ကင်းမဲ့သောကူညီမှုဆိုတာမရှိတဲ့အတွက်ကြောင့်မို့လို့ဒုတိယကမ္ဘာစစ်အပြီးမှာရုရှားဆိုဗီယက်တွေကကွန်မြူနစ်ဝါဒကိုဖြန့်ဖြူးဖို့အတွက် Czechoslovakia ဒေသကိုဝင်ရောက်လာပြန်တယ်။ဆိုဗီယက်တွေကကွန်မြူနစ်ဝါဒနဲ့ဒီဒေသကိုနှစ်40လောက်အုပ်ချုပ်ခဲ့တယ်လို့သိရတယ်။ဒီမိုကရေစီစနစ်ကိုလိုလားတဲ့ Czechoslovakia ကလူတွေကဆန္ဒပြတောင်းဆိုမှုတွေကိုစတိုက်ပြုလုပ်ခဲ့ကြတယ်။ငြိမ်းချမ်းစွာနဲ့ပဲဆန္ဒပြတောင်းဆိုတာတွေပြုလုပ်ခဲ့တဲ့အတွက်ကြောင့်မလို့အဲ့ဒီဖြစ်ရပ်တွေကို Velvet Revolution လို့ခေါ်ခဲ့ကြတယ်တဲ့။အဲ့ဒီအချိန်1990ကျော်မှာဆိုဗီယက်ပြည်ထောင်စုကြီးကလည်းပြိုကွဲပြီးတော့မှ Czechoslovakia မှာလည်းကွန်မြူနစ်စနစ်ကြီးအဆုံးသတ်သွားခဲ့တယ်။အဲ့လိုသူတို့နိုင်ငံငြိမ်းချမ်းပြီးလွတ်လပ်သွားတဲ့အခါမှာတော့ Czech နဲ့ Slovakia တို့ဟာတရားဝင်ငြိမ်းချမ်းနဲ့လမ်းခွဲခဲ့ကြတာအခုချိန်ထိဆိုပါတော့ဆိုတော့ကပရမြို့ထဲမှာကြည့်မယ်ဆိုရင်သူတို့ရဲ့ဒုတိယကမ္ဘာစစ်အတိတ်ဟောင်းတမိုင်းကဖြစ်ရပ်တွေသူတို့နိုင်ငံရဲ့တမိုင်းမှာသွေးစွန်းခဲ့ရတဲ့မလာပါခဲ့တဲ့ဖြစ်ရပ်တွေကို memory အဖြစ်နဲ့ဒီအတိုင်းပဲမပြုတ်ပြင်မဖယ်ရှားဘဲနဲ့နောင်လာနောက်သားတွေမြင်အောင်ဒီတိုင်းပဲထားနေတော့မဲဆိုတာကိုတွေးခဲ့ရတယ်ဟိုးရှေ့ကနာရီစင်အောက်ကအဆောက်အဦဆိုလို့ရှိရင်ရှေ့မျောပုံစံပေါ့နော်ဘုံတန်ကြောင့်မို့လို့နောက်ပိုင်းကပြိုကျပြီးတော့မှအဲ့ဒီအပိုင်းလေးပဲကြံခဲ့ကြံတာလေးကိုပဲပြုတ်ပြင်ပြီးဒီတိုင်းပဲထားတာကိုတွေးရတယ်လမ်းဘေးအဆောက်အဦတွေရဲ့နေရာမှာတတိထားပြီးကြည့်မယ်ဆိုလို့ရှိရင်လက်သုံးချောင်းထောင်ထားတဲ့ပပုပုံလက်ရုပ်ကလေးတွေတွေ့ရလိမ့်မယ်အဲ့ဆိုလို့ရှိရင်သူတို့နိုင်ငံရဲ့နာဇီတော်လှန်ရေးမှာအသက်ပေးခဲ့ရတဲ့လူတွေတည်ခဲ့ရတဲ့နေရာတွေပေါ့ကြံကင်းကပလိတ်ပြားတွေမှာတော့ဘယ်သူဘယ်နေ့တည်ဆုံးဆိုတာတွေကိုမှတ်တမ်းလုပ်ထားတာကိုတွေ့ရတယ်ပြီးတော့လူနေအိမ်တိုက်ခန်းအဆောက်အဦတွေရဲ့အောက်မှာစစ်အတွင်းမှာပုံခဲ့ရတဲ့ဘုံခိုကျင်းတွေကိုဒီတိုင်းထားတော့မယ်စစ်မနိုင်နိုင်တဲ့အပြစ်မဲ့ပြည်သူတွေကလေးတွေတက်ကြီးရဲ့အိုတွေငိမ့်ချမ်းရေးကိုမျောလင့်ရင်းနဲ့ပုံခိုအသက်ရှင်ခဲ့ရတဲ့နေရာတွေပေါ့ဒီဒေသမှာချက်လူမျိုးတွေနဲ့အတူတူဂျူးလူမျိုးအမြောက်အများလဲနေထိုင်ခဲ့ကြတယ်ဆိုတော့ချက်တွေကလည်းနာဇီတွေကျူးကျော်တာကိုမခံနိုင်လို့ခုခံတိုက်ခိုက်ရင်းနဲ့တည်ဆုံးခဲ့ကြသလိုကြံခဲ့တဲ့ချက်လူမျိုးအမြောက်အများကလည်းနာဇီတွေဖမ်းဆီးတာကိုခံခဲ့ရတယ်ဂျူးလူမျိုးတွေကလည်းနာဇီတို့ရဲ့မျိုးတုံးတပ်ဖြတ်ခြင်းကိုခံနေရတဲ့အချိန်တွေပေါ့ဒါဆိုရင်ဂျူးတွေနေတဲ့ရက်ွက်ထဲကဂျူးဖျားအကြောင်းယဟူဒီဖျားအကြောင်းပေါ့အဲ့ဒီတော့ကဒီဒေသမှာဂျူးလူမျိုး8000လောက်အသက်ခံခဲ့ရတယ်လို့သိခဲ့ရတယ်ဒါကတော့အစုလိုက်အပြုံလိုက်တပ်ဖြတ်ခံခဲ့ရတဲ့ဂျူးလူမျိုးတွေရဲ့အောင်းမေ့ပွဲတင်းချိုင်းဟောင်းနေရပေါ့ဒီတင်းချိုင်းဟောင်းအုတ်တိုင်းအပြင်ဘက်မှာကတော့အချင်းစခန်းတွေကိုပို့ခံလိုက်ရတဲ့ဂျူးလူမျိုးတွေရဲ့နာမည်တွေမျက်နှာတွေကိုလည်းကတ်ထားပြီးတော့မှတတိယဘွယ်ရာနေရာအဖြစ်နဲ့ဒီတိုင်းပဲထားတော့မှရှိသေးတယ်ဝမ်းနေစရာကောင်းလာတဲ့ဖျောက်ဖျက်လို့မရတဲ့တမိုင်းဝင်ဖြစ်ရပ်တွေပေါ့အဲ့ဒီအချိန်တုန်းကဒီဒေသကိုအုပ်ချုပ်တဲ့နာဇီခေါင်းဆောင်ကအရန်ကိုရက်ဆက်ကြမ်းကြုတ်တယ်လို့သိရတဲ့ Heydrich လို့ခေါ်တဲ့ဂျာမန်လူမျိုးဖြစ်တယ်တဲ့ Heydrich ဟာဘလောက်ရက်ဆက်ကြမ်းကြုတ်လဲဆိုလို့ရှိရင် Prague ရဲ့သားသမားလို့တောင်တင်စားခေါ်ဝေါ်ခဲ့ကြတယ်လူတွေကိုတလိမ့်ဆန်တွေလိုသဘောထားပြီးရက်ဆက်လူပေါင်းသိန်းချီပြီးတော့မှတပ်ဖြတ်ခဲ့တဲ့သူပေါ့အဲ့ဒီ Heydrich ကို Czech နဲ့ Slovak တိုက်ခိုက်ရေးသမားတွေပေါင်းပြီးတော့မှလှုပ်ကြံဖို့စစ်စင်ရေးတွေလုပ်ခဲ့ကြတယ်လုပ်ခဲ့တဲ့အတိုင်းလဲနာဇီခေါင်းဆောင် Heydrich ကိုလှုပ်ကြံနိုင်ခဲ့တယ်ဒါပေမဲ့ရလာအဖြစ်နာဇီတွေကအပြစ်မဲ့ပြည်သူအမြောက်အများနဲ့တိုက်ခိုက်ရေးသမားတွေကိုရက်ဆက်တပ်ဖြတ်ချေမှုန်းပြီးလက်စားချေခဲ့တယ်အဲ့တုန်းက Czech နဲ့ Slovak စစ်သားတွေကဒီဖျားเจ้าရဲ့မြေအောက်ခံထဲမှာပုံခုနေခဲ့ကြတယ်ဖျားเจ้าရဲ့စန့်ကျင်ဘက်အဆောက်အဦပေါ်ကနေနာဇီတွေပစ်ခဲ့တဲ့တနတ်ရာတွေပေါ့
ဒီဖျားเจ้าရဲ့မြေအောက်ခန်းထဲမှာချက်ကိုစလိုဗက်ကီးယားတိုက်ခတ်ရေးသမားတွေစစ်သားတွေသူရဲကောင်းတွေအသက်ပေးခဲ့ရတယ်။ဒါကြောင့်မို့လို့ဒီဖျားเจ้าကိုသူတို့နိုင်ငံရဲ့မေ့မရနိုင်တဲ့တမိုင်းဝင်နေရတစ်ခုအဖြစ်နဲ့မှတ်တမ်းတင်ထားခဲ့ကြတယ်။ဒီမြေအောက်ခန်းထဲကိုဝင်ပြီးကြည့်ရှုလေ့လာရတာနဲ့တင်ဒီလူတွေရဲ့အမျိုးသားရေးစိတ်ဓာတ်ဘလောက်ပြင်းထန်လဲဆိုတာကိုခံစားရရှိစေမိတယ်။ဒီလမ်းပေါ်ကပလိတ်လေးတွေမှာရေးထားတာနာဇီတွေမတရားဖမ်းခေါ်ခြင်းခံခဲ့ရတဲ့ပြည်သူတွေရဲ့အိမ်ပေါ့တိုက်ခိုက်ရေးသမားတွေနဲ့အဆက်အသွယ်ရှိပါတယ်ဆိုတဲ့ပြစ်ချက်နဲ့ဖမ်းခေါ်သွားခဲ့တာပေါ့ဒါကတော့အဲ့ဒီစစ်စင်ရေးမှာပါဝင်ခဲ့တဲ့ဒဏ်ရာရတဲ့လူတွေကိုတက်ဆွန့်ဆန်ပြကူညီခဲ့တဲ့ဆရာဝန်လင်မယားရဲ့အိမ်သူတို့နေခဲ့တဲ့အိမ်ရှိလေးမှာဒီလိုဆိုင်းဘုတ်လေးကတ်ထားတာကဲကျမရဲ့ Prague မြို့ရဲ့ day tour ကတော့ဒီလောက်ပါပဲ Prague ကလာတဲ့တိုက်ရက်တဲ့ခန်းနာတဲ့ရှီဟောင်းအဆောက်အဦပုံစံတွေရဲတိုက်တွေကြောက်စီလန်းတွေနဲ့လာပတဲ့မြို့ကြီးပေါ့ခင်မီအဆောက်အဦဆိုလို့မြစ်ကမ်းဘေးကဒီ dancing building ပဲတွေ့ခဲ့ရတယ်ဒီအဆောက်အဦကိုတေချာကြည့်ရင်ကနေတဲ့အတွဲနဲ့တူတယ်တဲ့ညာဘက်က concrete အဆောက်အဦကအမျိုးသားမန်နဲ့အဆောက်အဦကမိန်းမ1990ကျော်လွတ်လပ်ရေးရပြီးမှစောက်ထားတာပါတဲ့အဲ့ဒီတော့က Hollywood မှာနာမည်ကြီးတဲ့ Fred and Ginger dancer အတွဲကိုကိုစားပြုတယ်လို့ပြောတာပဲဒီမျိုးကနေပေးတဲ့ခံစားချက်ကတော့ဒီမျိုးရဲ့လာပါမှုနဲ့အတိတ်ကနာကျင်မှုအတိတ်နဲ့ပြစ်ဆုတ်ပံဘယ်လိုတွေလက်တွဲနေထိုင်နိုင်ကြောင်းကိုပရရဲ့လမ်းတောင်းတိုင်းကနေပြောနေသလိုခံစားရပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်အိမ်ပြန်ပါတော့မယ်